မောင်မိုင်းရဲ့ညတဲ့ညမှာမိခိုးတစ်ချောင်းပါတဲ့မိခိုးတစ်ကောင်တောင်းကျမ်းနေပါတယ်အဲ့ဒီမိခိုးကြီးကိုလူတန်းနေကြတစုကလည်းတိုက်ခိုက်နေကြပါတယ်အဲ့ဒီမှာရွှေရောင်နဲ့နင်ဂျာတယောက်ကရောက်လာပြီးတိုက်ခိုက်ဖို့လုပ်ပါတယ်အဲ့လူကဒီရွာရဲ့၄ယောက်မြောက်ပေါင်းဆောင်ဖြစ်ပါတယ်သူတိုက်ခိုက်ကရဲမြန်လို့ Yellow Press လို့တောင်တင်စားခေါ်ပြီးကြပါတယ်အဲ့ဒီမှာအဲ့လူကလည်းငကားကြီးကိုကျင်းပြနိုင်ခဲ့ပြီးသူကိုယ်တိုင်လည်းအသက်ပေးခဲ့ရပါတယ်စရင်းရဲ့စာမှာတော့နင်ဂျာပေါက်စားလေးကောင်လူကြီးကလိုက်ဖမ်းနေရပါတယ်အကြောင်းကတော့အကြောင်းခိုးပြီးလို့ဖြစ်ပါတယ်ပြတ်တူစီယာယူကမိတော်ပြီးစာတင်ခန်းထဲကိုခေါ်လာခဲ့လိုက်ပါတယ်ဒီကြောင်းကတော့မိုက်ကောက်စာတင်စာဖတ်တင်တာမဟုတ်ပဲနင်ဂျာလို့တိုက်ရေးခိုက်ရေးပြင်မှာဂျူစုလို့ခေါ်တဲ့မော်ဆဆန်ပညာတွေကိုတင်ကြားပေးတဲ့အကြောင်းဖြစ်ပါတယ်ပြတ်တူကဆောင်းပွဲအောင်လာလို့ကောင်းစီကိုပေးလိုက်ရပါတယ်ပြတ်အားလုံးကအဆောင်ပွဲအောင်လာပြီးအဖွဲခွဲရပါတယ်အဖွဲ E ကိုစပင်ဖြူအောင်နဲ့လူတယောက်ကဦးဆောင်ပါတယ်အဖွဲ B ကိုတော့ရွှေအောင်လို့နင်ဂျာတယောက်ကဦးဆောင်ပါတယ်အဲ့ချိန်မှာစပင်ဖြူအောင်နဲ့လူတယောက်ကနှုတ်ဆက်ခိုင်းပါတယ်နင်ဂျာနီအောင်ရဲ့နာမည်ကတော့ကြီးဖြစ်ပြီးအကြိုက်ဆုံးအစားအစာကတော့ခောက်ဆွဲဖြစ်ပါတယ်နင်ဂျာမီကိုအောင်နဲ့လူကတော့သူ့ရဲ့နာမည်ကတော့ဂျူလီဖြစ်ပါတယ်အကြိုက်ဆုံးစားစာကတော့စတော်ဘယ်ရီဖြစ်ပါတယ်နောက်တစ်ယောက်ကကျတော့ခက်အေးအေးနဲ့ဘာမှဂီးမဆိုင်တဲ့ကောင်လေးဖြစ်ပါတယ်အဲ့ကောင်လေးရဲ့နာမည်ကတော့ဂျွန်ရှူရတယ်ပြတော့ဘာမှကီးမဆိုင်တဲ့ပြင်ကြိုက်တဲ့အစားအစာလည်းမရှိပါဘူးပြတော့လူတယောက်ကိုတက်မယ်ဆိုတာပါပဲပြတော့တို့ဒီနေ့လေ့ကျင့်ရမယ်ဖြစ်ကြောင်းပြောပါတယ်ပြတော့လေ့ကျင့်ရမယ့်နေရာကတော့တွင်းလေးပြင်ဖြစ်ပါတယ်လေ့ကျင့်ရမယ့်ဟာကတော့ဆရာရဲ့ခါဘက်ကခေါင်းလောင်းလေးကိုလူရမှာဖြစ်ပါတယ်ပြတော့အဲ့ခေါင်းလောင်းကနှစ်ခုရှိရအောင်လို့မလူနိုင်ရင်လူကတော့အစားငတ်မှာပါနင်ဂျာဆိုတာပေါင်းတဲ့နေရာမှာလည်းတော်တဲ့ပြင်တိုက်ရေးခိုက်ရေးမှာလည်းတော်ရပါတယ်ဒါမဲ့နင်ဂျာနီအောင်ကြီးရတော့ပလိန်ကြီးကိုချပါတယ်ပြော့ဖြူအောင်ကျူရဲ့လက်သီးစာပဲမိတော့ပါတယ်ပြော့ဂျူလီရဲ့ဝင်လာပြီးဝင်ချပါတယ်ပြော့လက်သီးပဲပြန်မိတော့ပါတယ်ပြော့ဂျွန်ရှာလည်းပြန်ဝင်လာကြအောင်သူလည်းလက်သီးစာပဲမိတော့ပါတယ်ပြော့ဒိုးရဲ့အဖွဲတစ်ခွဲလုံးမောက်နေကြပါပြီပြော့ကြီးကပြန်ထလာပြီးတိုက်ဝက်လို့တော့လက်သီးစာမိပဲပြန်မိတော့ပါတယ်ပြော့သမင်းကိုစားဖို့လုပ်နေကြီးကိုဆရာမိတော့ပြီးကြောက်တော့လည်းဖြီးလာရပါတယ်ပြော့နှစ်ယောက်လုံးကနေ့စားနေကြပါတယ်ပြော့ပဲသူကြီးကိုကျွေးရင်ဆောင်မွေးကြမယ်လို့ပြောပါတယ်ဒါမဲ့ဂျွန်ရှာတော့ကျူဆိုင်ပြီးသမင်းကိုကျွေးနေပါတယ်ပြော့တို့ရဲ့ဆရာကဆောင်မွေးအောင်လာပြီလို့ပြောပါတယ်တကယ်တမ်းဆရာလူချင်းကတော့ team work အဖွဲ့လှုပ်ဆောင်မှုပဲဖြစ်ပါတယ်ပြော့မနှက်ပြန်တို့မရှင်သွားကြဖို့ပြောလိုက်ပါတယ်ဒါတော့ဘိုင်းတစ်ဖြစ်ပါတယ်ဘိုင်းနေကိုမနှက်ပြန်မနေပြီးတော့ဘိုင်းချင်းနေတဲ့ squad လေးလုပ်ခဲ့ကြပါဦးဗျအားလုံးပဲဘိုင်း